ချနဲ့ပတ်သက်ပြီးတော့ရွှေဖြိုးငယ်ပါဇက်ဖျားကလုံးဝတော်တော်မဟုတ်ပါဘူးရောင်းလဲရောင်းမဟုတ်ပါဘူးလို့ထပ်ပြီးတော့အသိပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဖြိုးငယ်ဒီအခုဖြစ်နေတဲ့ကြရက်ဒီအားလုံးနဲ့ပတ်သက်ပြီးတော့ပြောစရာဟောအသိပေးစရာဟောเนาะတရားဝင်သိပေးစရာဟောအခုချင်းစားပြီးတော့ပြောချင်ပါတယ်ပေါ့အဲ့တော့မေတ္တာရက်ခံစင်တာကအစကနေအဆုံးတိတ်တိတ်ချက်ချာလေးကိုနားထောင်စေချင်ပါတယ်အဲ့ဆိုဒီထဲမှာလည်းအားလုံးလိုချင်တဲ့အဖြေပါမယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့နော်ပါမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်မပထမဆုံးပြောချင်တယ်ဆိုတော့အခုကျွန်မရောင်းခဲ့တဲ့ပေါ့နော်ရောင်းနေတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့အားလုံးကတိတ်ပြီးတော့သဘောမကျကြဘူးเนาะသဘောမကျကြဘူးအမျိုးမျိုးပြောကြတယ်เนาะအမျိုးမျိုးပြောကြတယ်သဘောကျတဲ့သူကလည်းသဘောကျတယ်လို့မကျတဲ့သူအဆင်မပြေတဲ့သူကြတော့လေပြစ်တင်ပြောဆိုတာတွေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မဒီနေ့ဒီချိန်ထိကိုပြန်လေဖြည့်ရှင်းတာမျိုးပေါ့เนาะတိတိတတ်တတ်ပြန်လေဖြည့်ရှင်းတာမျိုးမလုပ်ခဲ့ဘူးဆိုတာကလည်းကျွန်မအကြောင်းနဲ့ဒီနိုင်ငံရေးတွေကမဖြစ်နေတဲ့အချိန်မှာကျွန်မကြောင့်လည်းအားလုံးမျက်စိမနှောက်စေချင်တာပေါ့နော်မနှောက်စေချင်တဲ့စိတ်တွေပါတယ်ဒါကြောင့်မလို့သူတပြန်ကိုတပြန်နေကျွန်မဘက်ကမဖြေရှင်းခဲ့ဘူးပေါ့ဒါပေမဲ့ဒီနေ့မှကျတော့ကျွန်မဘက်ကဖြေရှင်းနေဆိုတာထပ်ကိုတရားဝင်အသိပေးချင်တာလေးရှိတာပေါ့နော်ဒီအသိပေးမဲ့အထင်မှာလဲအားလုံးအတွက်အားလုံးလိုချင်တဲ့အားလုံးကျင်းတဲ့လောက်မဲ့အဖြေပါမယ်လို့လဲကျွန်မညွှန်နေပါတယ်ယုံကြည်ပါတယ်ဆိုတော့အဲ့ဒါပါလဲဆိုတော့ကျွန်မတို့ဒီမနေ့ကဘောနော်ကျွန်မပို့တင်ခဲ့တယ်ဒီအတင်းမှာပါလာတယ်ပေါ့ကျွန်တော်တို့ကိုယ်တိုင်ကလည်း live follow လုပ်ထားတဲ့ page ပေါ့နော်လုံးဝတည်းအမှန်နေတင်ပေးတဲ့ page ပေါ့ဆိုတော့ဒါသူကလည်းဘယ်လိုပဲဖြစ်တည်းအမှန်လို့ယူဆပြီးတင်တာပေါ့ဒါပေမဲ့အဲ့ဒီထဲမှာမှားနေတာလေးတွေလွဲနေတာလေးတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်မဘယ်လိုပြောမလဲအကန်အလန်ပေါ့နော်အဲ့လိုမျိုးကြီးလည်းမပြောချင်တော့ဘူးဒါပေမဲ့တခုပြောချင်တာကဒီကျွန်မကိုယ်တိုင်ကမသုံးမဲနဲ့ဒီမှန်နေမှလည်းကျွန်မတွေ့တယ်ပေါ့ကျွန်မကိုယ်တိုင်ကမသုံးမဲနဲ့လူတွေကိုပေါ့နော်လိမ်ပြီးရောင်းနေဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်ပေါ့ဆိုတော့ကျမကလေဟိုးအရင်စပြီးတော့ဒီအစီချာစေးစပြီးတော့တွေ့ခဲ့ရကျမသူတို့ရောင်းတဲ့သူကိုယ်တိုင်ကျမပေါ့နော်ငါဆမ်းပါနော်ငါတကယ်အစီအရာကြရင်ငါလူတွေကိုငါပြန်မျှမှာနော်ဆိုတဲ့စကားနဲ့ပြောပြီးကျမစပြီးတော့ဆန်းခဲ့တယ်ကျမဆန်းခဲ့တာ6လပိုင်း1ရက်နေ့ကနေပြီးတော့စပြီးဆန်းခဲ့တာနော်6လပိုင်း1ရက်နေ့စပြီးဆန်းတယ်ကျမကနည်းနည်းအစီချကြဖို့ခက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ကျွန်မတိတာလာတာက6လပိုင်း18မှာနည်းနည်းတိတာလာတယ်ရေဘေးတွေလည်းဖြစ်တော့သမင်းလည်းမစားနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာတပြည့်နဲ့ကြာလာတာပေါ့နော်ခန္ဓာကိုယ်ကကြာလာဆိုတလကြော်တလကြော်မှကြာပြီးလိုချင်တဲ့ခန္ဓာကိုယ်အနေထားရောက်ပြီဆိုပြီးရပ်လိုက်တယ်ရပ်ပြီးတော့ကျွန်မဆက်ပြီးတော့စောက်ကြည့်တယ်ဘလို့နေလေခန္ဓာကိုယ်ဘလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မငကိုတွေကကျွန်မရည်တယ်နည်းနည်းလိုက်စားတဲ့ထဲမှာပါတယ်ကိုယ်ခန္ဓာကိုယ်တော့ဘေးဖြစ်အောင်မလုပ်တတ်ဘူးဥပမာပေါ့ဒီအစီချောက်စားပြီးတော့ခန္ဓာကိုယ်တခုခုပေါ့နော်အချက်ပြတာမောတာတို့မစားခြင်းနဲ့စိတ်လေးဖြစ်တာတို့ဆိုရင်လည်းကျမရအောင်စားတယ်ဘာလို့ဆိုအစာရှိနေရင်ဘယ်လိုဆေးမျိုးဖြစ် side effect ဆိုတာနေတယ်ဆိုလိုချင်တာကအစာစားနေတဲ့အတွက်ကျမတို့ side effect ကအင်တန်နေတယ်ဒါပေမဲ့ကျမပြောခဲ့တဲ့မှာပါပါတယ်ကျမ review စပြီးပေးတယ်ကျမရင်ဘက်လေးတွေအောက်တာမျိုးတွေဖြစ်ခဲ့တယ်ပြီးတော့ဒီအစီချာကိုတွေးတို့သမားတွေစီတို့သမားတွေယောဂခံရှိသူတွေစားလို့မရပါဘူးကျမကိုယ်တိုင်ပြောခဲ့တယ်ပြီးတော့American FDA ရလို့ရတယ်လို့လေပြောခဲ့တယ်ဒါလည်းကျမကိုယ်တိုင်လေ့လာပြီးတော့ပြောခဲ့တာပါပဲဆိုတော့ပြောချင်တာကတော့ကျမကိုယ်တိုင်တခြားကျမရဲ့အတွေ့အကြုံနဲ့ကျမစမ်းသက်ခဲ့တော့ညာလဲကျမဒီအစမ်းသက်ခဲ့တာကိုနော်သိတဲ့သူတွေအဆုံးကျမအနာမှာရှိတဲ့သူတွေသိပါတယ်ကောင်းကောင်းသဘောပေါက်တယ်ဒါကြောင့်သူတို့ live ဝယ်စားတယ်ဘာ review မလာဘူးပေါ့နော်နောက်ဆုံးပြောရရင်ဒါပေမဲ့အဲ့လိုမသိပဲနဲ့ဒီမနေ့တနေ့မှကျမကိုသိတဲ့သူတို့ဟိုတစားနဲ့ပေါ့နော်အရန်ကြီးသိတဲ့သူမဟုတ်ဘဲနဲ့တခါတလေမှတွေးလိုက်တာတော့အဲ့လိုသူမျိုးကြတော့ဘလို့ထင်လဲဆိုတော့ရွှေငယ်တီသူနီသူဟန်နဲ့တခြားနည်းတွေနဲ့သုံးပြီးဝေးချပြီးတော့မှတိုကီဆိုတဲ့နာမည်တက်ပြီးတော့ပေါ့နော်ဒီစီချာကိုနာမည်တက်ပြီးတော့မှရောင်းစားပါတယ်တို့လိမ်ပြီးရောင်းပါတယ်တို့နောက်ပြီးတော့ဒီဘယ်လိုပြောမလဲအတန်ဖိုင်အတုတွေပေါ့နော်အတန်ဖိုင်အတုဆိုတာလေဒါသူတို့ကတော့အတုလားမတုလားမသိဒါပေမဲ့တော်တော်များများရဲ့ဆွဲချက်တွေကရွှေဖြိုးငယ်ရဲ့အတန်ပါဆိုပြီးတော့သူကိုယ်တိုင်တော့မတောက်ရဲပဲနဲ့သူများကိုလိမ်ပြီးရောင်းနေပါတယ်ဆိုတဲ့ဟာတွေတွေ့တော့ကျွန်တော်နည်းနည်းတော့စိတ်ထဲမှာတော့ဘလို့ဖြစ်ကြတာတော့ပေါ့နော်ဘလို့ဖြစ်ကြတာတော့ဒီအတန်ဖိုင်ပိုင်ရှင်ကသူကိုယ်တိုင်သိတယ်ရွှေဖြိုးငယ်မဟုတ်ဘူးဆိုတာသူကိုယ်တိုင်သိတယ်လေဒါပေမဲ့သူကိုယ်တိုင်ကဝင်မရှင်းဘူးဆိုတော့ကျမဘက်ကိုတမင်လှည့်ထားတဲ့ပုံစံတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဝင်မရှင်းတာလဲဒါရွှေဖြိုးငယ်မဟုတ်ပါဘူးဆိုတာကာယကရှင်ကပြောလိုက်ရင်အားလုံးပြီးသွားပြီဒါပေမဲ့ရှင်းထားတာမတွေ့ဘူးပေါ့နော်ဆိုတော့ကျမအထင်တော့
တိုကီကိုတိုက်ချင်တာလားကျမကိုပြစ်ချချင်တာလားပေါ့နော်ပြစ်ပယ်ချင်တာလားအဲ့တခုလေးကိုပဲကျမကသိချင်တာပေါ့နော်မမကန်ကန်ပဲပြောခဲ့တယ်လိန်ညာညာလည်းတခုမှမရှိဘူးကျမကိုယ်တိုင်ကျမအသွေးသားနဲ့ရင်းပြီးတော့စားခဲ့တယ်တောက်ခဲ့တယ်ဒါကျမရဲ့မှန်သောစကားပဲဒီစကားကိုအားလုံးရှိမှလည်းကျမတစ္ဆာဆိုပြီးပြောရဲလုံးဝမလိန်ခဲ့ဘူးမညာခဲ့ဘူးပြီးတော့ကျမကုမ္ပဏီကဒီစေးနေရောင်းပေးပါဒီစေးရောင်းလို့ရဆိုကုမ္ပဏီရဲ့အတိုင်းပဲသွားရတာဖြစ်တယ်နော်ဆိုတော့သူ့ရောင်းခိုင်းတဲ့အတိုင်းပဲကျမရောင်းတယ်နောက်ပိုင်းကျမမမျောလင့်ထားဘဲနဲ့အရန်ရောင်းလာတယ်အမှန်တိုင်းပြောရရင်ကျမတို့ရောင်းလို့လည်းအစီအစဉ်မရှိဘူးညွန်ပေးမယ် review လုပ်ပေးမယ်ဒီလောက်ပဲဒါပေမဲ့ကျမတက်တော်တွေမှာဆိုအဲ့ဒီအချိန်တုန်းက live လွှင့်နိုင်ကျမရောင်းမှာရောတူတူပဲ live လွှင့်နိုင်ကမဖြုံးငယ်ဘာစားလဲဘာဆေးတောက်လဲဆိုပြီးမေးနေကြတယ်ဒါအဲ့တော့ကျမမပြောခဲ့ဘူးမပြောပြခဲ့ဘူးတချို့ဆိုစိတ်ဆိုးသွားကြတာရှိတယ်စိတ်ဆိုးလည်းမတတ်နိုင်ဘူးကျမကိုစောက်ကြည့်နေတဲ့အချိန်မှာကျမဘယ်သူမှလုံးဝမပြောဘဲနေဘူးကျမတောက်ခံထားတယ်ဘယ်သူမှမပြောဘဲနဲ့ okay နောက်ဆုံးတေချာသွားပြီတလခွဲကျမလုံးဝစောက်ကြည့်ပြီးတော့တေချာသွားပြီ side effect ကဒီရင်ဘက်နာတာလောက်ပြီးတော့ထမင်းစားကြတဲ့တောက်သွားတာကိုထမင်းစားနိုင်ရင် okay တဲ့ရေတောက်ချင်တဲ့ရေစားတော့ရေအဆက်မပြတ်တောက်ရင် okay တဲ့ဆိုတာသိတဲ့နောက်ပိုင်းမှာကျမဒီလိုလုပ်ရင်ရပါတယ်ဆိုပြီးတော့ဒီမှာပေါ့နော်ဒီအစီချစင်တဲ့သူများဆိုတဲ့ပို့မှာအစအဆုံးဘယ်လိုလူမျိုးစုံမစားရဘူးဘယ်လိုစားနည်းနဲ့စားရတဲ့ဘယ်လိုဆိုပြီးအကုန်လုံးကိုကျမအဲ့မှာဒီ file မှာပေါ့နော်ပြောထားပေးတယ်ဒါပေမဲ့အဲ့ဒီ file ကိုတေချာမကြည့်ကြဘူးအားလုံးကပိန်ရှင်စောနဲ့အစီချစင်စောနဲ့အလင်းတွေလိုပြီးတော့အမဖြုံးခဲ့ဆိုပြီးတမ်းမိလာကြတာရှိတယ်ဆိုတော့ပထမတော့ကတော့ရောင်းဖို့အစီအစဉ်မရှိခဲ့တော့ညာလေးပဲတဖြည်းဖြည်းနဲ့ဒီလိုမျိုးမေးပါညာမျိုးတော့အော်ဒါဆိုရင်တော့ငါရောင်းပြီးမယ်ဆိုပြီးတော့ကုမ္ပဏီနဲ့ဆက်သွယ်တော့ကုမ္ပဏီကလည်း okay နင်းဒီစေးနဲ့ရောင်းလို့ရတယ်ဆိုတော့ကျမယူရောင်းတယ်မထင်ပဲနဲ့ရောင်းကအရန်ရောင်းရတယ်ပေါ့နော်ရန်သွားတယ်ပေါ့ကျမကိုယ်တိုင်လည်းမမျောနေတာဘူးဒီလောက်ဆိုတော့မထင်ပဲနဲ့သွားတဲ့အခါမှာဒီအယောင်အများကြီးရောင်းရလေဈေးကတက်တာနဲ့ရတယ်အဲ့တော့ကျမကငါလူမျိုးတွေငါလူပဲလှပပါစေတော့ဈေးတက်တာနဲ့ရပါစေတော့နော်မလို့အဲ့ဒီဈေးချပြီးတော့ပျော်ကြပါစေတော့ဆိုတဲ့စိတ်နဲ့ပဲကျမလုပ်ခဲ့တာဒါမှန်သောစကားပဲဒါကျမမှန်သောစကားအားလုံးရှိမှပြောတာဆိုတော့ကျမစပြီးလုပ်ခဲ့တယ်ရတယ်ဒီပုံစံတိုင်းပဲကျမပြောခဲ့တယ်နော်ဒါကဘယ်လိုလူတွေအတွက်ဆင်ပြတာလဲဆိုတော့ကျမကိုမသိဘဲနဲ့ဟိုပေါ့တခြားသိတဲ့သူလားပေါ့နော်ကျမကိုလူလိမ္မာဆိုပြီးပြောနေတဲ့သူတွေလားပေါ့ကျမကိုစရတဲ့သိတဲ့သူတွေကျမစပြီးတော့အစီချနေတဲ့သိတဲ့သူတွေဆိုရင်သိပါတယ်ဒီစကားတွေကအကိုတွေပြောတာမဟုတ်ဆိုသူတို့သိတယ်နော်ဆိုတော့ဒါကအဲ့ဒီအတွက်ပြောပြတာကျမလုံးဝလင်ခဲ့ခြင်းညခဲ့ခြင်းမရှိပါဘူးနော်နောက်တစ်ခုကကျမစိတ်မကောင်းတာတစ်ခုကထပ်ပြောတာပေါ့နော်ကျမအခုတိုကီလောက်တာမကြိုက်ဘူးမလားနော်မကြိုက်ဘူးမလားမကြိုက်ရင်ကျမကိုတိုကီကိုပဲပြောလေတိုကီနဲ့ပတ်သက်ပြီးတော့ပဲပြောလေဘာကြောင့်မလို့ကျမအလုပ်ထီတောင်အလုပ်ကိုပြုတ်အောင်ပြင်းတန်းပေးအောင်ဘာကြောင့်တိုင်ရတာတော့လိုအပ်လားကျမပြောတာတိုကီနဲ့ပတ်သက်ပြီးတော့ကျမကိုပြစ်ချခြင်းနဲ့မလားတိုကီနဲ့ပဲလုပ်လေဘာကြောင့်လူမှုရေးတွေရောတကူလက်တွေရောနော်နောက်ပြီးတော့အာရွှေပြုံးငယ်တကူလက်ပါလေးလဲမဟုတ်မဟုတ်တွေပြောလာတယ်ပြီးတော့မိန်းကလေးတယောက်နေတဲ့လိပ်စာကိုတိတော်ညာတိတယ်မလားအခုလည်းအုပ်စုနဲ့ပဲကျမကိုလောက်ကြတယ်မလားအဲ့ဒီဂရုထဲမှာပဲဒီလိပ်စာတွားဆိုပြီးတော့လုပ်လို့ရတယ်မဟုတ်ဘူးလားဘာကြောင့်မလို့အမျိုးသမီးတယောက်နေတဲ့အိမ်ကိုလိုင်းပေါ်ကြီးတင်းပြီးတော့အော်ကြီးဟစ်ကြတယ်မိန်းကလေးတယောက်နေတဲ့အိမ်လေးဘလို့စိတ်မျိုးနဲ့ပြောရတာလဲကျမလေးစဉ်းစားလို့မရဘူးတိလားဘာကြောင့်လဲတိုကီကိုလှုပ်ချင်တာဆိုတိုကီမရောက်ရင်ရပြီမလားနော်ပြီးတော့အားလုံးကဟိုဖြုံးငယ်ကိုရက်စေချင်တယ်မလားအဲ့တော့အားလုံးကရက်စေချင်တဲ့အတိုင်းဖြုံးငယ်တိုကီကိုဒီအစီချောက်ပေါ့နော်ဖြုံးငယ်ရောက်နေတဲ့အစီချောက်အားလုံးရက်ပါမယ်ရက်လိုက်ပါပြီလို့တရားဝင်ခံပြီးပြောချင်ပါတယ်ဖြုံးငယ်ရက်လာသည်ဖြုံးငယ်အပေါဝင်ဖြုံးငယ်ရဲ့လက်ခွေးတွေအားလုံးခွဲထားတဲ့လက်ခွေးနိုင်ငံတိုင်းအားလုံးမြန်မာကိုရီးယားမလေးရှားစင်ကာပူပြီးတော့အိုမန်ဩစတြေးလျအမေရိကပြီးတော့ထိုင်းပြီးတော့ဂျပန်ကတော့ကျမရထားတာ12လပိုင်းထဲက12လပိုင်းကလေးကကျမရထားတာဘာလို့ရထားလဲဆိုတော့ကျမကိုယ်တိုင်တိုကီထုတ်ကိုကင်ပြီးတော့ကျမနေတဲ့ရက်ွက်ရဲ့အာဆာကဟိုခန်ရှိုးသွားပြီးတော့မှ
မေးခဲ့တယ်ငါဒီပစ္စည်းကိုရောင်းခြင်းတယ်ဒီပစ္စည်းမှာဘာတွေအန္တရာယ်ရှိတာပါတယ်ငါရောင်းလို့ရလားဆိုပြီးတော့ကိုယ်တိုင်အထုပ်ကိုကန်ပြီးကျွန်မသွားခဲ့တယ်ဒီဇင်ဘာလ17ရက်နေ့မှာသွားခဲ့တယ်2024နော်သွားတော့သူတို့ကချက်ချင်းအဖြစ်မပေးနိုင်ဘူးဒီဟာကိုကြည့်တော့တရားပါလဲတဲ့ဆိုတော့ရှော့ကူဆိုင်လို့ပြောတယ်ဘာလို့ဆိုတော့ကျွန်တော်စိတ်ဝင်သွားသူတွေအားလုံးဒါရှော့ကူဆိုင်ပဲဒီထဲမှာဘာစိတ်မှမပါဘူးပြောတယ်အဲ့တော့ကျွန်မကလည်းရှော့ကူဆိုင်ဒါကရှော့ကူဆိုင်ဒီလိုပုံစံရှိတယ်တခါလေးဖောက်ပြတယ်တို့အမှစားကြည့်မလားစားကြည့်လို့လည်းရတယ်တခါလေးပေးခဲ့တယ်အထုပ်ပါအဲ့နဲ့โอเคအဲ့ဆိုရင်တို့ပြန်ပြီးတော့မှအကြောင်းကြားပေးမယ်ဆိုပြီးတော့ကျွန်မကိုဒီဇင်ဘာ20ရက်နေ့မှာဖုန်းဆက်ပေးလာတယ်ပေါ့နော်ဖုန်းဆက်လာပြီးတော့တို့အထက်ကဟိုကကြောက်ရပါဆိုပြီးတော့ဖုန်းဆက်လာတယ်ဖုန်းဆက်လာပြီးတော့ဘာပြောလာလဲဆိုတော့6ရက်နေ့ကဂျပန်ကကျမရေဝန်ကြီးဌာနကနေထုတ်ပြန်လိုက်တဲ့အဖြေအဲ့ဒီအဖြေပဲကျမကိုပြောခဲ့တယ်ပြောခဲ့တဲ့ထဲမှာမူရစေဝါပါလို့လည်းမဟုတ်ဘူးအနေရှိတဲ့ဟာတွေပါလို့လည်းမဟုတ်ဘူးဘာလို့လဲဆိုတော့သူပြောတဲ့ထဲမှာဒီကွန်ပစ္စည်းထဲမှာပေါ့နော်နံပါတ်3ခုမြောက်ကကွန်ပစ္စည်းကဂျပန်နိုင်ငံမှာဆိုရင်တဲ့စေးလုပ်တဲ့နေရာမှာပဲလုပ်တာမို့လို့ပြောခဲ့တယ်ဆေးလုပ်တဲ့နေရာမှာပဲဒီဟာကိုသုံးတဲ့အတွက်သူတို့ဂျပန် rule နဲ့ဆိုရင်တော့ဒီပစ္စည်းကတကယ်တမ်းကျတော့ချက်ကူဆိုင်ဆိုတော့သူတို့လက်ခံတယ်ဒါပေမဲ့ဒီပစ္စည်းပါနေတဲ့အတွက်ဒါကဂျပန်အနေနဲ့ဆိုရင်တော့ဆေးပါတဲ့အဲ့တော့ဆေးဖြစ်တဲ့အတွက်တကယ်လို့နေအောင်ကြည့်ရင်တော့ဒီပစ္စည်းကိုထုတ်ပေးပါတဲ့ပြောတယ်ဆိုကျမကစက်ရုံပိုင်ရှင်လည်းမဟုတ်ဘူးလေအဲ့တော့စက်ရုံဘက်ကိုကျမအဲ့ဒီတုန်းကကျမစက်ရုံကိုလည်းတွားလိုက်လာရင်းနဲ့ဗီယက်နမ်ကျမတွားခဲ့တယ်လေအဲ့ချိန်မှာကျမပြောခဲ့ပြောတော့စိတ်ုံဘက်ကလည်းအဲ့ပစ္စည်းမှာမပိုင်ရင်အစီချနိုင်တဲ့ကုန်တတိမရှိဘူးတဲ့အဲ့ပစ္စည်းပါမှာဒီပစ္စည်းဒီအစီချကအစီချနိုင်တဲ့တတိရှိမှာဆိုတော့သူတို့ကဒါကိုအတိကထားတာပဲသူတို့ဘက်ကလည်းထုတ်ပေးဖို့ကခက်ခဲတယ်ပေါ့ဆိုတော့ကျမဘက်ကလည်းကျမဖန်ရှင်မမဟုတ်တာသူတို့ဘက်ကဒီလောက်လေးပြန်ပြီးကျမကိုနားလည်ပြီးပြောပေးတာနေတယ်ကျမဘက်ကကြာပြီလေဟုတ်တယ်မလားဆိုတော့ကျမโอเคဂျပန်မှာဂျပန်လူနဲ့မရဘူးဆိုတော့ဂျပန်ကိုအဲ့ကနေစပြီးရောင်းရက်ခဲ့တယ်ဒီဇင်ဘာလအကုန်နဲ့ရပါတော့ရက်ခဲ့တယ်အဲ့တော့တချို့ကပြောစရာဖြစ်လာတယ်ဟာဂျပန်ကြတော့မရဘူးဘာလို့ပြည်တွင်းနေတခြားနိုင်ငံတွေရောင်းလဲဆိုပြီးပြောတယ်ဂျပန်ကအမေရိကန် FDA ရှိပါတယ်လို့ကျမကိုယ်တိုင်ချပြပေးတာတော့မှအမေရိကန် FDA ရှိတော့ညာတယ်ဂျပန်အနေနဲ့ဆိုရင်ဆေးဝါးဖြစ်နေတဲ့အတော့ဆိုပြီးတော့ကျမကိုပြောလာလို့โอเคဒါဆိုရင်မမရောဘူးဒါပေမဲ့တခြားဒီ website တွေမှာတော့ရောင်းတာတွေ့တယ်ဒါကြတော့ရလာလို့ကျွန်မထပ်မေးခဲ့တယ်ဆိုတော့ခေါ်ချင်းဆိုရင်တဲ့ရတယ်ဆိုတော့ဟောဆိုတော့အေးပေါ့ဒါရတယ်ဆိုတော့သူတို့သဘောပေါ့နော်သူတို့ရတယ်ဆိုရောင်းပေါ့အဆက်ရောင်းပေါ့ကျွန်မတော့လုံးဝမရောဘူးလုံးဝရက်ခဲ့တယ်ကျွန်မအဲ့နောက်ပိုင်းကျွန်မချင်းကိုလောက်ဝဲသူတွေတိတယ်လုံးဝကျွန်မဘယ်သူ့မှပေးမြောက်ပဲကျွန်မရက်ခဲ့တယ်ပစ္စည်းကုန်နေပါလေလို့ပဲကျွန်မပြောတယ်ဘာကြောင့်တခြားနိုင်ငံမှာရောင်းလဲတခြားနိုင်ငံကမရှိဘူးလေဒီလိုမျိုးကြီးတတ်မှတ်တာမရှိဘူးသူ့နိုင်ငံမှာနေရင်တော့သူ့နိုင်ငံရဲ့ဘယ်လိုကိုလိုက်နိုင်ရမှာဒါကျမတို့ရဲ့တောင်းလေနော်もしもしあ、もしもし。はい朝霞保健所の。あ、はいはいはいおはようございますみーちゃんの携帯電話でよろしいはいですか？はいそうです今ないのが、はい入ってる成分の中に、はいပြောတဲ့ဟိုခန်းချောကိုမေးထားတဲ့ဟာတွေကိုမယုံပါဆိုလို့ကျမတို့ကတော့တော့မှတွေ့လာဒီမှာကျမအခုဒီဇင်ဘာ20ရက်နေ့မှာကျမကိုဟိုခန်းကနေပြီးတော့ပြန်ပြီးဆက်သွယ်လာပြီးတော့မှဒီဟာကဒီလိုပါတဲ့အတွက်ကြောင့်မရပါဘူးလို့ကျမပြောတယ်ကျမနောက်ဆုံးမေးခဲ့တယ်နော်ကဲဒါဆိုရင်ဆေးဟုတ်ပြီဆေးဆိုရင်ငါဘာတင်တဲ့တက်ရမလဲဘာတွေလိုအပ်လဲငါဘက်ကလို့မေးတာတောင်မှသက်သက်တွေအများကြီးလဲကုန်မယ်အဲ့လိုလုပ်မယ်ဆိုရင်တော့ဒီပစ္စည်းကိုထုတ်ပေးရမယ်လို့ပြောတဲ့အတွက်ကျမဘက်ကရက်ခဲ့တယ်အဲ့တော့ပြောစရာတခုရှိတာတယ်ပေါ့နော်အဲ့ဆိုရင်အဲ့ဒီကဘာလို့မရက်တာလဲလို့မေးလာတော့ဘာကြောင့်မရက်လဲဆိုတော့ကုမ္ပဏီဘက်ကသူတို့ထပ်ပြီးတော့စူးစမ်းပေးကြည့်မယ်ဆိုပြီးသူတို့ဓာတ်ရိုက်ကိုယ်တိုင်ဝင်ပေးမယ်ဆိုလို့ကျွန်မစောက်ပေးခဲ့တယ်သူတို့ကိုယ်တိုင်ဓာတ်ရိုက်ဝင်ပေးတယ်ပြီးခဲ့တဲ့တပတ်ကျော်ကတထေးကိုယ်တိုင်ကုမ္ပဏီတထေးကိုယ်တိုင်ဂျပန်ကိုလာပြီးတော့မှဂျပန်ကကျမရေးမှုတွေနဲ့ဆက်ပြီးတိုင်မယ်နဲ့ဂျပန်ပြည်ထဲမှာတရားဝင်ရောင်းရဖို့အတွက်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲအဲ့ဒီပစ္စည်းကိုမှမထုတ်ပေးရင်လက်မခံဘူးလေထုတ်ရင်လဲစီချမဟုတ်တော့ဘူးလေဒါအဖြေပဲအဲ့ဒါကိုထုတ်လိုက်ရင်လဲအစီချမဟုတ်တော့ဘူးဒါကျမကြောင့်တဲ့သူကြီးကိုလည်းမထိခိုက်စေချင်တာပေါ့နော်ပြောချင်တာကကျမဒါတွေကိုဘာကြောင့်ချမပြခဲ့ရဆိုတော့ကျမဘက်ကချပြပေးဖို့အတွက်အသင့်မဖြစ်သေးဘူးအခုလိုမျိုးပေါ့နော်ကုမ္ပဏီဘက်ကတရားဝင်လာတော့မှလာတဲ့အခါမှာကုမ္ပဏီဘက်ကလည်းဒီလိုပဲပြောတယ်ပေါ့နော်ဆိုတော့အဲ့ဒီက
ဒါဆိုတော့ဟုတ်ပြီငါချက်မယ်ရက်မယ်လို့လုပ်နေစင်ပါပဲဝုန်းဆိုဒါတွေကထားဖြစ်သွားတာဆိုတော့အားလုံးကလည်းဖြစ်ချိန်တန်လို့ပေါ့နော်ဒီလိုပဲကျမဘက်ကလည်းခံယူပါတယ်ရရတိုင်းကကောင်းမှုဖြစ်လာတာပါပဲဆိုတော့ကျင်းနေပါတယ်လို့နော်ဆိုတော့ကျမရက်ခဲ့တဲ့အကြောင်းရင်းကဒါပါပဲဒီပါမှာရက်ခဲ့ဆိုတာနော်အခုခြားနိုင်ငံတွေရောအားလုံးကိုပဲကျမရှင်းပါမယ်ဆိုတော့ဟိုကျမနောက်ဆုံးပြောရလို့ရှိရင်တိုကီရောင်းမှရက်တီလို့ရတာမဟုတ်ဘူးလေကျမလည်းတခြားလုပ်စီရတယ်အများကြီးရှိတယ်လုပ်နေတာပဲဆိုတော့ဒီတိုကီရောင်းမှရက်တီနေတာမဟုတ်တဲ့အတွက်မရောင်းစေချင်ဘူးဆိုရင်ကျမဘက်ကရှက်ပေးပါမယ်ဒီအများကြီးရှိတယ်တိုကီကြောင်းလည်းကျမသတ်မှတ်ထားတဲ့ဒီခိုင်နိုင်စွမ်းရောကျမသတ်မှတ်ထားတဲ့နားလည်ပေးနိုင်စွမ်းရောဘောနော်ကုမ္ပဏီနဲ့ကျမကြောင်းမှာရှိတဲ့နားလည်မှုတွေစာချုပ်တွေအဲ့ဒါတွေရှိလို့ကျမကဝုန်းဆိုရက်လိုက်လို့မရလို့လားကျမဒီနေ့ဒီချိန်ထိဘယ်လိုမှလည်းမဖြစ်ရှင်းပဲကျမအေးအေးဆေးဆေးလေးပဲနေခဲ့တာဒါပေမဲ့အားလုံးရဲ့အမြင်ကျမကျင်မှာโอเคတိုကီကိုမရောင်းစေချင်တာဆိုတော့ကျမသိလိုက်တယ်ပေါ့နော်အဲ့တော့မရောင်းစေချင်ဘူးဆိုရင်ကျမဘက်ကရက်လိုက်ရုံပဲဘာလို့လဲကျမလူတင်တဲ့ခန္ဓာကိုယ်အနေထားရှာပြီးပြီကျမရောင်းမအောင်ရှာပြီးပြီလေကျမလုပ်ခဲ့တာဒီကျမလိုပဲလှပစေတော့ဆိုတဲ့စိတ်တခုတည်းနဲ့ပဲကျမလုပ်ခဲ့ဒါမှန်သောစကားပဲဒီစကားမမှန်မကန်ဖြစ်ခဲ့ရင်ကျမလှုပ်သမျှအလုပ်တိုင်းရောက်သမျှအရက်တိုင်းပြီးတွေ့ပါစေဒါအားလုံးရှိမှကျမပြောတာကျမသစ္စာဆိုရတယ်ဘယ်တော့မှမနေခဲ့ဘူးမညာခဲ့ဘူးဘယ်သူမှလည်းကျမမယုံပါခဲ့ဒါကျမလို့အဲ့လိုထည့်ပြောတာနော်အားလုံးကိုတန်တရားရှင်းစေချင်တာနောက်တစ်ခုကဒီမှာပေါ့နော်ပါလာတဲ့အချက်ထဲမှာဘာပါလာလဲဆိုတော့10ယောက်မိရင်9ယောက်လောက်ကအဆင်မပြေဘူးပေါ့နော်အဲ့ဒီ10ယောက်ကကျမတွေကဝယ်ထားတာသိချလားကျမဒီနေ့ဒီချိန်ထိဘယ်သူ့ကိုမှစွတ်တင်ထိုးမရောက်ခဲ့ဘူးတခြားသောအစီအစာတွေစားဘူးလားတခြားကော်ဖီတွေပညာတွေတောက်ဘူးလားတခြားယောဂတွေရှိလားတချို့ကကိုယောဂရှိမှမသိမရှိမှန်းသိမရှိဘူးပဲပြောတာတကယ်ကရှိတယ်အဲ့လိုမျိုးတွေရောနော်တချို့ကြတော့ကိုဘာတာကိုယောဂရှိမှန်းသိမရှိမှန်းသိနေစားပြီးတော့မှကတိုင်းကတန်းလေးဖြစ်တာလို့ပါတော့ကျမတို့ကောင်းကောင်းမွန်မွန်လေးလာမင်းရင်အတက်နိုင်ဆုံးကောင်းကောင်းမွန်မွန်ပြတ်ဖြစ်တယ်ဒါပေမဲ့တခြားသူတွေမှာတွေ့ကြရသူတွေမှာဝယ်စားပြီးတော့မှလာမင်းတော့ကျမလုံးဝမဖြစ်ဘူးဘာကြောင့်လဲဆိုတော့တာဝန်မခံနိုင်လို့တာဝန်မယူပေးနိုင်ဘူးဘာလို့ဆိုတော့တုတ်ခေအတုတွေရှိတယ်ဟောင်ကောင်ကထုတ်တဲ့ဟာလေးဆိုရင်မွေးစေပါဘာလို့ဖန်ခံရတာလဲနော်နောက်ပြီးကျမကိုမွေးစေဝါတွေရောင်းပါတယ်တုတ်ခေမှာမွေးစေဝါပါတယ်ဆိုပြီးတော့ထက်ဆွဲတယ်နော်အများကြီးပဲကျမရောင်းတဲ့ထဲမှာဒါတွေမပါဘူးအခုစစ်တယ်ပါလားမပါဘူးလေဟုတ်လားဆိုတော့အများကြီးပဲဒါကျမမဖြေရှင်းပေးခဲ့တာပေါ့နော်မဖြေရှင်းရဲ့အကြောင်းရင်းကလည်းအစမှပြောခဲ့ပြီးပါပြီဆိုတော့အဓိကတော့ကျမပြောချင်တာဒီကျမအားလုံးရှိမှာပဲဒီနေ့ဒီချိန်ကစပြီးတော့ကျမကိုယ်တိုင်ရောကျမလက်ကွယ်တွေအားလုံးရောတုတ်ခီအားလုံးကိုရက်ပါပြီလုံးဝမရောတော့ပါဘူးနော်လုံးဝမရောတော့ပါဘူးကြိုက်တဲ့ရှီကကိုပေါင်းချခြင်းနဲ့ဆိုလေကြိုက်တဲ့ရှီကဝယ်ပါရွှေဖြိုးငယ်နဲ့လုံးဝမဆိုင်တော့ပါဘူးနောက်ဆုံးအနေနဲ့ကျမပြောချင်တာဒီအခုလို့တုတ်ခီကြောင့်နဲ့နေနာတော့ခဲ့ပြီရှိတော့ကျမရှိကဝယ်ထားတာမဟုတ်တော့လေတခြားဘသူရှိရမို့နော်ဝယ်ပြီးတော့မှနေနာတော့ခဲ့ပြီရှိတော့ကျမနာမည်နဲ့ပဲထွက်လာတာဖြစ်တယ်ကျမကပဲအားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်နော်ဆိုတော့ကျမအားလုံးရှိမှာဝန်ခံပြီးပါပြီကျမရဲ့လက်ပွဲအားလုံးရှိတယ်ကျမပစ္စည်းအားလုံးပြန်သိမ်းပေးပြီးပါပြီဆိုတော့အတူရှိမှလည်းမရောတော့ပါဘူးဒီရှေ့ကစပြီးတော့ရွှေဖြိုးငယ်ရဲ့လက်ခွဲပါလို့ပြောရင်လည်းလုံးဝမဟုတ်ပါဘူးကျမလုံးဝမရောတော့ပါဘူးတရဝင်ကျင်ညာပါတယ်ပြီးတော့ကျမဖွင့်ထားတဲ့ Let Red Body Weight ရွှေဖြိုးငယ်ဆိုတဲ့ page ဒီနေလုံးဝချိန်လို့မရသေးပါဘူးအကောက်ထိထားတဲ့အတွက်ကျမနေလုံးဝချိန်လို့မရတဲ့အတွက်အဲ့ဒီတိုင်းပဲထားပါတယ်တချို့ဆိုကျမဘယ်လောက်ထိဆွဲလဲဆိုရင်တင်ထားတဲ့ပိုးတွေချက်ချင်းဖြတ်တယ်လို့နေချိန်တယ်လို့မလုပ်တဲ့ဟာတွေကိုရှောက်ပြောတယ်ပြီးတော့ comment ပိတ်ရတာကလည်းကျမရှိရဝယ်တာမဟုတ်ဘဲနဲ့အရန်ကြီးတစ်ဖက်သားကိုနည်းနည်းနာတွေပြောတာတွေများတော့ဘယ်လိုပဲဖြစ်အဆင်မပြေဘူးလေအဲ့တော့အဲ့လိုမျိုးကြီးပြောတာတော့ကျမလည်းလက်မခံဘူးလေကိုရှိကဝယ်သွားလို့ဖြစ်သွားလို့ဆိုရင်လည်းတမျိုးပေါ့ဟိုကလူတိုင်းရောင်းလူတိုင်းတွေးသမျှ website အကုန်လုံးမှာရောင်းနေပြီးတော့မှရွှေဖြိုးငယ်ဆိုတဲ့ဟာကြီးတက်တာကြတော့ကျမလည်းအဆင်မပြေဘူးလေတော့ကျမစီကဝယ်သွားတဲ့သူဆိုရင်ကျမကောင်းကောင်းမွန်မွန်လေးပြောပြီးတော့မှအရန်စားကြမှာလေ3လိတော့ဝယ်မယ်ဆိုရင်တော့မှကျမကတထုံးတော်လေးပဲစားကြည့်ပါလားအဆင်ပြေလဲစားပေါ့မပြေတော့လဲရက်လိုက်လို့ရတာပေါ့ဆိုတဲ့ပုံစံနဲ့ပဲကျမရှောင်ခဲ့တယ်နော်အဲ့ဒါလေးပြောချင်တာပါလို့ဆိုတော့နောက်ဆုံးအနေနဲ့အားလုံးကိုပြောချင်တာဒီ
ကျမလုံးဝမရောင်းတော့ပါဘူးကျမအမိသုံးပြီးရောင်းနေရလေလုံးဝကျမအာမမခံပါဘူးကျမလုံးဝမဟုတ်ပါဘူးဒါလုံးဝအားလုံးရဲ့ရှိမှာပြောပြတာပါဆိုတော့အားလုံးဖြစ်စေတဲ့အတိုင်းကျမရက်ပြီးဖြစ်တဲ့အတွက်နော်ကျင်းနေမယ်လို့လည်းထင်ပါတယ်အခုဒီနေ့ဒီချိန်ထိပြောခဲ့ကြမယ်အားလုံးစိတ်နှက်ဖြစ်ခဲ့ရတယ်တောင်းပန်ပါတယ်နောက်ဆုံးအနေနဲ့ကျမပြောချင်တယ်ဆိုတော့ကျမကတော့3လပိုင်းမှာစစ်ဆေးရမှာပေါ့နော်ကျမရောက်မှာကတော့ပြီးခဲ့တဲ့အပတ်ကစစ်ပြီးသွားပြီသူကိုယ်တိုင်လည်းစားတယ်ကျမဝေးဒီအစီချနေတဲ့အချိန်မှာမမတင်းလက်စားမယ်ပြောတော့ကျမသူ့တင်းမစားဘူးငါအချိန်တွေကိုအရင်ကြည့်အောင်ငါအချိန်တွေကိုကြည့်ပြီးတော့မှသူ့ကိုစားလို့ကျမသူ့ကိုကြည့်ခိုင်းပြီးတော့မှစားခိုင်းတယ်သူကိုယ်တိုင်စားတယ်အခုသူကိုယ်တိုင်ဆေးစစ်ပြီးတော့ဆေးချစ်ဆက်တယ်ထွက်လာပြီပေါ့နော်ဆိုတော့ဘာမှမရှိဘူးနော်အားလုံးပြောတဲ့ဘူးရေးစပါလည်းမပါဘူးအဲ့တော့ပြောချင်တာရှိတာအဲ့ဒါ ဆယ်လပိုင်းကစစား ပြောမယ်ပေါ့နော်ပြောကြည့် တင်ကဆယ်လပိုင်းကစစားပြီးတော့12လပိုင်း6ရက်နေ့မှာဆေးဆေးရတယ်ပေါ့နော်ဒီမှာပေါ့နော်တည်တည်ချာချာပြီးတော့မှပြပေးမယ်ပေါ့နော်ဘာမှအဲ့လိုမျိုးမရှိဘူးပေါ့နော်အကုန်လုံးကအဆင်ပြေခန္ဓာကိုယ်ကအကုန်လုံးကအဆင်ပြေတယ်ဟို ဒီကတော့ထမင်းစားရင်ပေါ့နော်ထမင်းစားမပြီးတော့တော့မယ်ဆိုရင်တော့ အဓိကတော့သူတို့ပြောများတော့ဝမ်းချုပ်တယ်ပေါ့နော်ဝမ်းချုပ်တယ်ပြောများတယ်အဲ့ဒါကလေတယောက်နဲ့တယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံခန္ဓာကိုယ်ဖြစ်တည်မှုကလည်းမတူတဲ့အတွက်ကြောင့်မလို့เนาะဒါအစီချကကောင်းတယ်လို့ပြောတာမဟုတ်ဘူးဘသူမှလည်းအတင်းထိုးပြီးတော့ဒီနေ့ဒီချိန်ဒီမရောင်းခဲ့ဘူးပေါ့เนาะဒါမှန်တော့စကားပါတယောက်နဲ့တယောက်ကအဲ့လိုမျိုးဟာမူးရစ်စေးပါလို့တယောက်ကမူးရစ်စေးပါလို့တယောက်ကဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ပေါ့เนาะအကုန်လုံးကပြောတဲ့အချိန်မှာအတင်းတို့ကဘာလို့ငြိမ်နေလဲဘာလို့ဘာမှထွက်မပြောတာလဲပေါ့နော်အနောက်ကနေပြီးတော့ဟိုရှိနေတဲ့လူတွေကဘာလို့ငြိမ်နေတာလဲပေါ့ရွှေပြုံးငယ်နောက်ကနေရှိနေတဲ့လူတွေဘာလို့ငြိမ်နေတာလဲပေါ့ပြောကြတဲ့အခါမှာဘာလို့လဲဆိုတော့အတင်းတို့ကလည်းခုနမမပြောသွားသလိုမျိုးပဲစက်ယုံဘက်ကပြန်လာမဲ့အဖြေလေးကိုစောင့်နေတာအခုဖြစ်လာတဲ့ကြရက်တွေဆိုတာပေါ့နော်ဒီတလပိုင်းအကျော်မှပေါ့မပြောရမယ်ဆိုဗီယက်နမ်ပြန်လာပြီးတော့မှဖြစ်လာတဲ့ကြရက်တွေပေါ့အဲ့တော့အဲ့ဒီဒါအတော်အတွင်းမှာကွာဟိုမှုတွေပေါ့မျိုးသောဝေဖန်မှုတွေကအများကြီးပဲအဲ့ဒီအချိန်မှာတင်းတို့ကဒုက္ခိအစီချောင်းရက်ထားပြီးအဝယ်တဲ့သူတွေကိုလည်းဒီမှာလူကြီးတွေရှိတယ်ဒီချာ ပြောပြလားပြောတာတော့မှအယူမဲဆိုပြီးပြောတာအဲ့ဒါမျိုးတွေဒါပေမဲ့နောက်ပိုင်းလုံးဝပြုံးငယ်မရောက်ပါဘူးဂျပန်ပြည်လို့ဆိုပို့ဆိုးတယ်ပေါ့နော်ပစ္စည်းကုန်နေတယ်တကယ်လည်းကုန်နေတယ်လက်ထက်မှာလည်းမရှိတော့ဘူးလုံးဝဖြတ်ပြစ်တာပြုံးငယ်အဲ့လိုမျိုးအဲ့တော့ဒီခရက်ကိုမဖြေရှင်းနိုင်မချင်းပေါ့နော်ထပ်ပြီးတော့ပစ္စည်းကိုမပို့ပါနဲ့လို့စက်ယုံဘက်ကို request လုပ်ထားတော့သူတို့ဘက်ကလည်းလုံးဝကိုဟိုပေါ့နော်အများကြီးကြည့်ပေးပါတယ်ဒီလားဟိုဖြည့်ရှင်းပေးနိုင်တော့ဖြည့်ရှင်းပေးပါတယ်ဒီလောက်ပေါ့နော်ဟိုတစ်ခေါက်တုန်းကဖြစ်သွားတဲ့ဖြည့်ရှင်းပေးမယ်ဆိုတာကလည်းဒါဘာသာစကားနားမလည်မှုတွေနဲ့ဒီလိုမျိုးဟိုသူကအဲ့တော့ကလည်းဟိုနိုင်ငံသားတွေဆိုတော့မြန်မာတွေဆိုတော့သူကအင်္ဂလိပ်လိုဆိုအဆင်ပြေမယ်ထင်လို့အီတလီမော်ဒယ်မောက်ငါပြီးတော့သူကအင်္ဂလိပ်လိုလုပ်ပေးလိုက်တာအမှန်တော့သူတို့ VN စကားနဲ့ဆိုတော့ပိုအဆင်ပြေတယ်ဒါပေမဲ့အဲ့ဒါလည်းကျွန်မတောင်းဆိုလိုက်တာပေါ့နော်ကိုကတောင်းဆိုလိုက်တာကိုအဲ့ကြောင့်ကိုအမနဲ့ကိုပေါ့နော်ဆိုတော့အဲ့ဒါကြီးလည်းပါတာပေါ့ဒါပေမဲ့ထားလိုက်ပါတော့အဲ့ဒါတွေကပြီးသွားပြီပေါ့နော်ဒါသူတို့ဘက်ကလည်းလုပ်ပေးနိုင်တယ်လို့လုပ်ပေးနိုင်တယ်ရှိတာအားလုံးသူတို့လုပ်ပေးပြီးတော့ကျွန်မကိုယ်တိုင်လည်းအဲ့ဒီစက်ရုံကိုရောက်ပူပါတယ်သူတို့ပြထားတဲ့အချမ်းဆိုတာကပါကင်ပိုင်းလေးပဲကျန်တာကအရှိပါစက်ရုံကအကျဉ်းဒါပေမဲ့အဲ့ဒါတွေကထားလိုက်တော့ပါဆိုဖြိုးခဲ့ကိုယ်တိုင်ရက်ပြီဆိုတော့လေဒီကိစ္စတွေရက်ပြီဆိုတော့နော်အများကြီးလည်းပြောပြစီရတော့မလို့ရှိတော့ပေါ့နော်ဆိုတော့အားလုံးပြောတဲ့အတိုင်းပေါ့ရက်ထားတာတော့ကြာပြီဒါပေမဲ့တရဝင်ရက်တယ်ဆိုတာတော့ဒီနေ့မှာတခါတည်းအားလုံးသိအောင်မှပြောလိုက်ပါပြီလို့အဲ့ဒီမနေ့ကထွက်လာတဲ့သတင်းတွေကိုလည်းပေါ့နော်ဟိုဒီတငယ်ချင်းပေါင်းသင်းတွေကစိတ်ပူလို့လာပြီးပို့ကြတယ်စိတ်ပူပေးတဲ့အတွက်ကောဘေးနားမှာပေါ့နော်ဒီလိုမျိုးဖြစ်တဲ့အခြေအနေမှာတော့မှအတူတူရှိပေးတဲ့အပေါင်းအသင်းတွေရောဒီလိုမိတ်ဆွေတွေရောပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကလည်းပြောချင်ပါတယ်အားလုံးပေါ့နော်ရွှေပြုံးငယ်ကိုရွှေပြုံးငယ်နဲ့တို့ရွှေပြုံးငယ်မိသားစုတွေအားလုံးကိုချစ်ပေးတဲ့သူတွေရောမချစ်မနေတဲ့သူတွေရောအားလုံးကိုဒီနေရာပဲကျွန်မတောင်းပန်ပါတယ်နော်လုံးဝတောင်းပန်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဒီချိန်စီချနဲ့ပတ်သက်ပြီးတော့ရွှေပြုံးငယ်ပါစက်ဖျားကလုံးဝတော်တော်မဟုတ်ပါဘူးရှောင်းလေးရောင်မဟုတ်ပါဘူးလို့ထပ်ပြီးတော့အသိပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်